Hello CNC မှာတက်ရတဲ့ experience လေးနဲ့ sharing လုပ်ပေးပါအောင်ပြောဖို့ကောင်းပါတယ်တကယ်ချင်းတက်တွေလည်းရတယ်ဝါသနာပါတဲ့ຢာတွေလည်းလို့ရတယ်ဒါပေမဲ့တခုပဲ test တွေရဲများတော့တိတ်တော့မပြောဘူးပေါ့နော် test တွေရဲများတော့တိတ်တော့မပြောဘူးပေါ့နော်ဒါပေမဲ့အဆင်ပြေပါတယ် study abroad ပြုလုပ်မဲ့ CICN ကိုအကြံဉာဏ်လေးပေးပါအောင်တကယ်လို့ကိုက study abroad တွားမယ်ဆိုလို့ရှိရင် CIC မှာကိုနဲ့ကိုက်ညီတဲ့ဖက်ဝေးပြီးတော့လိုအပ်မဲ့အကြောင်းအရာတွေအကုန်လုံးကို CIC ရဲ့ counseling အမတွေနဲ့လာပြီးတော့အခါမဲ့ဆွေးနွေးလို့ရပါတယ်ဆိုတာကိုပြောချင်ပါတယ်။ Hello တွားချင်တဲ့နိုင်ငံနဲ့ရွေးရတဲ့မိကြလေးရှိလား sharing လုပ်ပေးပါအောင်ရှိရရှင်တွားချင်တဲ့နိုင်ငံကတော့အီတလီတို့ကိုရွေးထားတယ်မေဂျာကတော့medical တော့တွေးထားတာပေါ့ဘာလို့လဲဆိုတော့အစတော့တက်တုံးကတော့ဘာမေဂျာလဲတော့တိတ်ပြီးတော့မသိသေးဘူးဒါပေမဲ့ဒီရောက်ပြီးတော့မှအမရည်နဲ့ counseling လုပ်ပြီးတော့တေချာ swing နေပြီးတော့မှကိုနဲ့ကိုင်းမဲ့မေဂျာလို့ရှာကြည့်လိုက်တော့မှ medical ဆိုပြီးတော့ရွေးဖြစ်သွားHello ဟိုက CIC ရဲ့ student life အကြောင်းလေး sharing လုပ်ပေးလို့ရလားCIC မှာစတက်ကြရပါတော့စတင်နေရရဆိုရင်အခန်းတစ်ခန်းထဲမှာလူနည်းနည်းပဲရှိတယ်ပြီးရခါကျတော့ဆရာဆရာမတွေကလည်းကိုကစာမရဘူးဆိုရင်တိတိကျကျလေးပြန်ပြီးတော့ရှင်းပြပေးရကြမလို့ခုချိန်ဒီဆိုရင်တော့အမှတ်တွေလည်းဆိုလဲအရင်ကြီးစိုးရထဲမှာပါပဲနဲ့ခုချိန်ဒီgrade တွေကိုထိန်းထားနိုင်တယ်ပေါ့နော်